Hello အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့ General Oracle Reading ကို Collective Energy လေးနဲ့ဖတ်ပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမင်းဝေါ်ပေါ်မှာပေါ်လာတယ်ဆိုရင်အကြောင်းမဲ့တသက်မဟုတ်ပါဘူးမင်းအခုခံစားနေရတဲ့ဖြစ်ပျက်နေတဲ့ဟာတွေကိုမင်းကိုယ်တိုင်မသိဘဲနဲ့ဖြစ်နေတဲ့ဟာတွေကိုပြောပြချင်လို့ပါကိုယ့်ရဲ့မာနအတ္တခံယူချက်ရည်မှန်းချက်တွေကြောင့်ဘသူတွေပါပြောဘလောက်တာကိုထင်ကတင်ရွှေနှန်းဆိုပြီးလှုပ်ချင်ရတွေလှုပ်ခဲ့တယ်မိသားစုမောင်နှမမိတ်ဆွေတငယ်ချင်းတွေကိုအောင်မြင်မှပြန်လာခဲ့မယ်လို့ပြောထားခဲ့တာတွေကြောင့်ခုချိန်မှာရှေ့ရေးတွေကမှောင်မိုက်အနာဂတ်တွေကလမ်းပြောင်းမှောင်ရီဝိုးသွားနဲ့ဘာလို့ရမှန်းမသိနေရတော့နှွေးထွေးတဲ့အိမ်လေးရှိရာကိုမပြတ်နိုင်သေးပါဘူးတကယ်အားလုံးကိုစွန့်လွတ်ပြီး surrender လုပ်ထွက်သွားလိုက်ချင်တော့တာတော့အချိန်ချင်းပါပဲယခုအချိန်ကြီးကိုကျိုးတွေအတွက်မမျော်လင့်ခဲ့ပဲရိုးသားဖြူစင်စွာပြည့်စက်ခဲ့တာတွေကကိုနဲ့ကိုဆောင်နဲ့အတိဆုံးပါပဲဒီ reading လေးကမင်းနဲ့ energy ကြိုက်တယ်ဆိုရင် like follow subscribe လေးလုပ်ခဲ့ပေးပါအောင်နော်